ခုဒါတစ်ချေတို့ပထမဆုံးလက်ပြင်မှာကပ်လက်ပေါ့နော်ကပ်လက်ဖြစ်မယ်ဒါတစ်ချေဒီတိုင်းပဲငကိုရှိနေတဲ့လက်ဟိုဒါပဲထပ်ဆွဲထားတာဘာမှမဟုတ်ဘူးနော်ကပ်လက်မှာတစ်ချေတို့ဒီအပေါ်ကိုဘယ်လောက်တင်မလဲဆိုရင် 2.5 ဒီလား 2.5 ဒီမှာကျတော့တစ်ချေတို့ half size ဆွဲထားတာဖြစ်တဲ့အတွက်တစ်ချေ 1.25 လောက်ပဲဖြတ်ထုတ်လိုက်မယ်ပေါ့နော်ဒီလိုလေးပဲအဲ့ဒါကိုမှတစ်ချေတို့ကလေဘာလုပ်ရလဲဆိုတော့ကပ်လက်မှာဒီမှာကြည့်မယ်လက်ဖောင်းချိုင်းမှာတက်ရန်တဲ့နော်လက်ဖောင်းချိုင်းမှာတက်မှာလှတယ်ပေါ့နော်သူကအခုဒီတိုင်းလေးဖျက်လိုက်တာဒါကပ်လက်ဖြစ်ပြီအဲ့တော့လက်ဖောင်းချိုင်းမှာသွားတက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ချေတို့ဒီလက်ကိုဒါတို့နည်းနည်းလေးလက်ဖောင်းပုံစံမျိုးလေးနည်းနည်းလေးပြင်ပြီးတော့ထည့်မယ်နော်ပြင်ပြီးတော့ထည့်မယ်ငကိုကဒီမှာသူ့ရဲ့ငကိုလိုင်းလေးကဒီမှာဟုတ်လားအဲ့ဒါလေးကိုမှတစ်ချေတို့ကလက်ဖောင်းဖြစ်ချင်တယ်ဆိုရင်အခုဒီမှာနော်ဒီငကိုနွေးဟာနော်ဒီမှာငကိုအမှတ်ကိုဒီလိုလေးနည်းနည်းကားထုံပါအဲ့တော့သမီးတို့ကပ်လက်တကယ်လက်တွေ့အပြင်မှာလုပ်ပြီးဆိုလို့ရှိရင်အခုလိုမျိုးဒီလိုပိုင်းလိုက်တယ်ပိုင်းလိုက်ပြီးတော့ဒီလိုလေးပဲပတ်တန်ဒီလိုကားလိုက်ရပြီဒီလိုကားလိုက်ရပြီဒီအောက်က frame သွားဆွဲထားဖို့မလိုဘူးเนาะဒီချဲကျတော့ဒါသမီးတို့ notes မှတ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ငကိုလက်ကနေဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုမြင်စေခြင်းလို့အောက်အခန့်ပုံကြီးဆွဲပေးထားတာเนาะသဘောပေါက်တယ်မလားเนาะဒါလေးဆိုရင်ဒီလိုလေးပေါ့ဒါကပ်လက်ရဲ့အနေထားဒီအကွဲရဲ့သဘောကဒီဟလိုက်တဲ့သဘောကကြတော့ကိုကအတွန့်များခြင်းရင်များခွဲမယ်အတွန့်နည်းခြင်းရင်နည်းနည်းပဲခွဲမယ်เนาะအဲ့တော့လက်ဖောင်းချိုင်းဆိုတာကကြတော့ဘယ်လိုမျိုးလဲဆိုတော့ okay သူ့အတွက်လက်ဖောင်းချိုင်းတက်မယ်လက်ဖောင်းချိုင်းကခြေတို့မှာပတ်တန်မှာဆိုပါစို့တမီးကဟိုက notes မဆွဲရဘူးเนาะခြေတို့ငကို confirm ဖြစ်ပြီးသားခြေတို့ဒီမှာဂျိုင်းကလေးရှိပါရောအဲ့ဂျိုင်းကလေးကနေပြီးတော့1 cm အနည်းဆုံးเนาะ1 cm ဒီကောင် half size တင်တယ်เนาะ1 cm ဒီဘက်ကို1 cm ဒီလိုလေးသွားပြီးတော့ခြေတို့ဒီလိုလေးပြန်ဖောက်ရမယ်ဂျိုင်းကိုအဲ့ဒါကလက်ဖောင်းဂျိုင်းဟုတ်ပြီနော်ဘာဖြစ်လို့လဲဆိုတော့ခြေတို့ပုံမှန်ဒီပခုံးကနေပြီးတော့လက်ဖောင်းတက်မယ်ဆိုရင်ပခုံးအကြကြီးမှာလက်ဖောင်းရတွတ်တွဲကြီးကြနေပါလက်ဖောင်းဆိုတဲ့ဘောကခုံတင်လေးမှတ်လားခြေတို့ပခုံးပေါ်မှာတင်နေမှလှမှာဖြစ်တဲ့အတွက်ကြောင့်မလို့အနည်းဆုံးဒီဘက်ချမ်းကို1 cm စားပြီးတော့ဂျိုင်းကိုပြန်နှိုက်တယ်နှိုက်ပြီးတော့မှလက်ဖောင်းတက်ရမယ်နော်အဲ့ဒါမှတွန့်စာလေးကပခုံးပေါ်တင်လေးဖြစ်နေမှာဒီချိန်အမှပြောရတဲ့အထဲမှာ1 cm အနည်းဆုံးလို့ပါတယ်နော်အနည်းဆုံးပါတယ်ဆိုတော့ကိုကအိတ်ထက်ပို့တိုးပြီးတော့ကိုလှုပ်ချင်တဲ့ဒီဇိုင်းပေါ်မူတည်ပြီးတော့ထက်တင်လို့ရတယ်နောက်ဆုံးတစ်ချက်တော့အရန် update ဖြစ်တဲ့ပုံတွေမှာ ready made ပေါ့နိုင်ငံခြားပေါ့နော်နိုင်ငံခြား ready made ပုံတွေမှာဆိုတဲ့ချက်လေးပခုံးတစ်ဝက်လောက်ထိကိုဖြတ်ချပြီးတော့လက်ဖောင်းအကြီးတက်တဲ့ဒီဇိုင်းထိမြင်မှုတယ်နော်အဲ့လိုမျိုးတွေထိသွားကစားလို့ရတယ်ပေါ့လေအခါကျတော့လက်ဖောင်းတော့